အားလုံးပဲမင်္ဂလာပါရှင်ခါနန်ဥယျာဉ်ကနေပြီးတော့မှပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ချစ်စနီးမောင်နှံနှစ်ယောက်မိုးရွာနဲ့ခြံသွားပြီးငကမောက်ဒီတစ်ခုမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်လင်မယားနှစ်ယောက်ပဲမြောက်သူအစပဲရှိပါသေးတယ်မိုးရွာလာတာနဲ့ကျွန်တော်လင်မယားနှစ်ယောက်လဲမိုးကဝုတ်ပြီးတော့ခြံကိုဆက်သွားဖို့ပြင်ဆင်မှာဖြစ်ပါတယ်ဒါကတော့မိုးကဝုတ်နေတာပေါ့နော်လမ်းမှာမိုးတွေအရန်ရွာတယ်ဒီကြိုင်လန်ခီကလည်းအရန်ကျန်းနေပေါ့နော်ဒီမှာကြည့်တော့ဘာမှမဟုတ်တယ်လို့နဲ့ဒါပေမဲ့တော်တော်ကျန်းပါတယ်လို့ဒါတော့လမ်းတစ်ဝက်လောက်ရောက်နေပြီပေါ့နော်မိုးရွာထဲမှာကြောက်ခဲကြီးဘွက်ဒီကြားထဲမှာတွားရတာပေါ့နော်ဒီနေရာတော့လမ်းအရန်ချော်လို့မိမကိုအောက်ဆင်းခိုင်းပြီးတော့ကိုယ့်အကိုဒီတိုင်းတယောက်တည်းမောင်းရတာမနေမောင်းနေရပါတယ်လို့လမ်းချော်အလုံးပေါ့နော်ကဲဒါတော့ခြံရောက်သွားပြီဖြစ်ပါတယ်ခင်ဗျာကဲခြံထဲရောက်ပြီဆိုတော့အတီးခူးဖို့အတွက်ကျွန်တော်တို့ဘုဖက်နဲ့လေးတွေစီးပြင်ဆင်စရာလေးတွေပြင်ဆင်ပြီးတော့ကျွန်တော်တို့သွားအတီးတော့ခူးဖို့အတွက်ပြင်ဆင်မှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့အတီးတွေပါတွေခူးတဲ့ချိန်မှာဆွဲရတာလွယ်အောင်မမီတဲ့နေရာမှာပေါ့နော်ဆွဲရတာလွယ်အောင်သစင်လေးကိုကျိုးချီနေတာဖြစ်ပါတယ်ကဲကျွန်တော်တို့ယူစရာလေးရှိရလေးယူပြီးရင်ကဲကျွန်တော်တို့ကမတ်တီရှိတဲ့နေရာကိုစပြီးသွားရမှာဖြစ်ပါတယ်ဟာတဲကနေပြီးတော့ကမတ်တီရှိတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရှောက်လာလိုက်တာငကမောက်တီးရှိရဲ့နေရာကိုရောက်ပြီဖြစ်ပါတယ်ခင်ဗျာဒါတော့ငကမောက်ပင်လေးတွေဖြစ်ပါတယ်အတီးလေးတွေအရန်ကိုမှိတ်နေပြီပေါ့နော်မသွားတာ3-4ရက်လောက်ဆိုတော့မဲ့သွားအရန်မဲ့နေပြီဆိုတော့ခဏသွားရင်လည်းအတီးရပုတ်ပြက်ကုန်မှာဆိုတော့မိုးရွာနဲ့လည်းသွားပြီးတော့ခူးနေတာပါဖြစ်ပါတယ်ကဲဒီမျက်နှာလေးကတော့ပထမဦးဆုံးမိုးရွာထဲမှာငကမောက်တီးလေးတွေခူးနေရတဲ့မျက်နှာလေးပျော်ရွှင်နေတဲ့မျက်နှာလေးဖြစ်ပါတယ်ခင်ဗျာကဲငကမောက်တီးလေးတွေကိုသူ့စိတ်ကြိုက်ခူးနေရတယ်ပျော်နေရတချို့ငကမောက်တီးလေးတွေကအမြင့်မှရှိတော့အဲဒါကြောင့်မရလို့လေကားလေးနဲ့တက်ခူးမှဖြစ်ပါလေအဲတော့လေကားလေးနဲ့တက်ခူးနေတာပေါ့နော်အိမ်မှာတက်ခူးလို့ရှိရင်ပြုတ်ကြမှာဆိုတော့အကြောက်ကိုနိုင်တက်ပြီးခူးနေပါတယ်ခင်ဗျာကဲငကမောက်ကြီးလေးတက်ခူလို့ပြေးသွားတော့အိပ်ပြေးသွားတဲ့ခါမှာမိန်းမကိုခေါ်ပြီးတော့ချင်းအောင်ထဲမှာထည့်ဖို့အတွက်ပေးလိုက်တာဖြစ်ပါတယ်မိန်းမအကြီးလေးတွေမြင်ရင်တော့စိတ်ချမ်းနေတာနော်ငကမောက်ကြီးတွေအရမ်းများလုံးတော့ခဏလေးနဲ့ချင်းအောင်တောင်ပြေးသွားပါတယ်ခင်ဗျာတချို့အလုံးလေးတွေကဆွဲချပြီးအောက်မှာပြုတ်ကျနေတဲ့ဟာလေးတွေမိန်းမကတော့အောက်ကနေပြီးတော့တလုံးချင်းစီလိုက်ကောက်နေပါတယ်ဒါတော့သူချတဲ့နေရာတွေမှာလိုက်ပြီးကောက်နေတဲ့အတီးလေးတွေဖြစ်ပါတယ်ခင်ဗျာ
ကဲဒါကတော့တစ်ဖက်ခူးပြီးသွားပြီဆိုတော့နောက်တစ်ဖက်ကိုထပ်ရွှေ့မှာဖြစ်ပါနဲ့တော့ကိုရီးယားတော့နောက်နေအာရပရခုသူကတော့အနောက်နေပြီးတော့ဆက်ဖီဆွဲနေပါဖြစ်ပါတယ်ခင်ဗျာဒါတော့ခူးနေနဲ့ပိုက်ကဆာလာနဲ့တလုံးခွာပြီးစားကြည့်လိုက်တာဟော very good ချိုးညာထဲမှာစားကြည့်ပါအောင်ခင်ဗျာကောင်းတယ်တဲ့သူကပြောတယ်မိမအတီးကစားလို့ကောင်းနေတော့မှပဲမိမအတီးကိုလည်းငင်လေးပြပါအောင်နဲ့တစ်ချက်လောက်ပြပါအောင်နဲ့သူများမြင်အောင်ပြလိုက်ရသေးတယ်ကဲအတီးစားလို့ကောင်းတယ်ဆိုတော့မိမကိုလည်းကျွေးလိုက်အောင်မယ်ပေါ့နော်ကောင်းလားမေးလိုက်တာမိမကောင်းတယ်တဲ့လက်မထောင်းလိုက်နောက်တစ်လုံးကျွေးအောင်တဲ့ထည့်ကျွေးလိုက်အောင်ဝမ်အာရပါရဆွဲတယ်ဟဲ့ကဲစားပြီးပါပြီဆိုတော့ဆက်ပြီးခူးမယ်ဒါတော့အတီးလေးတွေကိုဒုတ်ရှည်လေးနဲ့ဆွဲချပြီးတော့အောက်မှာပြုတ်ကျပြီးတော့ပတ်ရှာနေရပါတော့ဒီမှာပျောက်သွားလည်းမသိဘူးဆိုလို့နေရာကိုပြုတ်ခူးချတဲ့နေရာကိုမမမြင်နဲ့ပတ်ရှာနေရဖြစ်ပါတယ်ကဲခူးပြီးသွားပြီဆိုတော့ကျွန်တော်တို့တဲကိုစပြီးပြန်တော့မှဖြစ်ပါတယ်။ပြန်ပြီးတော့အိမ်ပြန်မှဖြစ်ပါတယ်မြို့ထဲပြန်ဝင်တော့မှဖြစ်ပါတယ်ညာဒါတော့ခူးပြီးသွားပြီဆိုတော့တဲကိုစပြီးပြန်ပါပြီညာကဲငကမောက်ဒီလေးတွေကတော့ပြန်မှတွေးတဲ့အတိုင်းပဲပြောင်းသွားပါပြီအမဲလေးတွေမမဲတာလေးတွေပြန်ပါပြီ။ဒီမှာတော့အနောက်နဲ့ပစင်လေးတွေကန်ပြီးလိုက်လာပါတော့ကဲကျွန်တော်တို့တဲလည်းပြန်ရောက်ပြီဆိုခဏလေးနားပြီးတော့ပေါ့နော်ကျွန်တော်တို့ပြန်ဖို့အတွက်ပြင်ဆင်နေပါတယ်ကဲဒါတော့
မြို့ထဲကိုပြန်ဖို့အတွက်ဆိုင်ကစစီးရောချမ်းနေပြီးစထွက်ပါဖြစ်ပါတယ်ခင်ဗျာမိုးကတော့အလာတော့ရွာတယ်တနေ့ကုန်တောက်လျှောက်မိုးကတော့မနာဘူးနော်ရွာတာတောက်လျှောက်ရွာတယ်အခုပြန်နေချိန်လည်းမိုးကရွာတယ်မိုးကတော့စလာကြတဲ့ကိုရတာပြန်နေချိန်ကြီးပေါ့နော်မိုးကတော့ရွာနေတော့မှာပဲလို့ဒါပေမဲ့မိုးရွာနေလေဒီချမ်းမှာဒီလေးရှိတော့လေသွားခူရတယ်ကျွန်တော်တို့အလားလမ်းမဲ့လမ်းဆိုးတယ်လို့ထင်ပါတယ်ဒီအပြန်လမ်းကပိုးတော်ဆိုးသေးပါတယ်ခင်ဗျာလမ်းကတော့အသွားနဲ့အလားမတူအလားဆိုးတယ်လို့အပြန်လဲတအားလမ်းပူကျမ်းပါတယ်ဘာလို့ဆိုတော့အလားနည်းနည်းတော်တဲ့ကုန်းတက်လေးနည်းနည်းရှိတော့အခုကအပြန်ကျတော့ကုန်းစင်းနေပဲပြန်ဖြစ်တော့လမ်းကသွားနဲ့အလားနဲ့မတူဘူးအလားကျတော့နည်းနည်းချောတယ်လို့နော်အပြန်ကျတော့တအားလမ်းတွေကပြဲပြီးတော့ဗောနော်သူကလမ်းတွေကချော်တယ်ပြီးကြောက်တရားများတယ်ဗောနော်သွားလာတာနည်းနည်းချမ်းတက်ပါတယ်တကယ်ချင်းတွေကိုလည်းချမ်းလို့ခေါ်ရှင်တယ်ဒါပေမဲ့မိုးရာဒီမှာကျတော့လမ်းကမကောင်းဘူးမိုင်းလိုက်တော့တော်တော်လေးမောင်းလာခဲ့တယ်ဒီတိုင်းဗီဒီယိုမှာကြည့်နေတာချမ်းတော့တော်တော်ရရနဲ့သွားလို့ကောင်းမလို့တကယ်တင်မှာတော့သွားရတာလမ်းကြီးပန်းနေဗောနော်အဲကြောင့်ဒီချိန်မှာလာလေစနေမျိုးလည်းခေါ်တီးတာအဲဒီဟာကြောင့်မလို့ပါဒါတော့ပုံလုံးမှာဒီတက်နေပါပြီပုံနဲ့ကြောင့်ကဲဒါလေးကတော့ channel မှာတက်ခုထားတဲ့အတီးလေးတွေကိုဘရင်နောက်ဈေးထဲမှာအနက်ဆော်သွားပြီးတော့ဈေးခင်းပြီးတော့တွားရောက်တာဖြစ်ပါတယ်။မှာဈေးတက်လေးလည်းပါတယ်။အဲ့တော့ဒီကအားပေးနေမှာခင်ဗျာ။ခုလိုမျိုးဗီဒီယိုကိုဆောင်အောင်ကြည့်ရှုအားပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးကြပါဦးခင်ဗျာ။